နိုင်ငံသူနိုင်ငံသားရှိသမျှကြောင့်ရခိုင်နီလူမျိုးဆိုတော့အဲ့ဒါရခိုင်ဗုဒ္ဓဘာသာဆိုပြီးတော့ဒါမဲ့ကျွန်တော်တို့တိုင်းပြည်ပြည်သူပြည်သားမွတ်စလင်လူမျိုးဆိုပြီးတော့အဲ့ဒါတော်တော်လေးနှိမ့်ဆက်ကောင်နေရှိတယ်မေလို့စုပ်ပြည့်တဲ့ရကန်သားဟုတ်တယ်တော့ကိုတိုင်းပြည်မဲ့တယ်ငါလုံးမသားမင်းတို့တိုင်းပြည်မတင်နဲ့ဒါမဲ့ကျွန်တော်တို့အဲ့ဒီမမနိုင်ငံမှာရှိသမျှကောင်နေဒါမဲ့ကျွန်တော်တို့မမနိုင်ငံမှာရှိသမျှကောင်တယောက်ဒါမဲ့ကျွန်တော်တို့တိုင်းပြည်အဲ့ဒါမင်းတို့ဘာလို့တောင်းတာလဲမင်းလိုကောင်နေရကန်သားဟုတ်တယ်နော်စုပ်ပြည့်တဲ့ရကန်သားမင်းတို့မကဘာမရှိဘူးရခရာကောကားခွေဟုတ်တယ်နော်ရခိုင်လူမျိုးမှာဟောမရှိအောင်အုံးမိတ်မြေကောင်တယောက်ကျွန်တော်တို့တိုင်းပြည်မှာရခိုင်နဲ့ကျွန်တော်တို့တက်ဟုတ်တယ်နော်ရခိုင်လူမျိုးဆိုတော့ကျွန်တော်တို့ပြည်သူကြီးပြည်သားဘယ်တော့မှမကြအားလုံးမသာစုပ်ပြည့်တဲ့ရခိုင်မျိုးဟုတ်တယ်နော်မင်းတို့ဘာတော့အဲ့ဒါကျွန်တော်တို့တိုင်းပြည်မင်းတို့တောင်းတာရတယ်ဆိုတော့အေးကာကူရီဦးစီးချဘိုးဆိုမှုကြီးမုဟာမက်နော်ဘီယူဆန်အဲ့ဒါသူဟုတ်တယ်နော်တင်ဖက်ပန်ဖက်သူ့ရဲ့ပြည်သူပြည်သားရှိတယ်အေးခေါင်းဆောင်ဟုတ်တယ်နော်ကျွန်တော်တို့အခုတိုင်းပြည်မှာရှိမောင်တို့မျိုးပွင့်ကျွန်တော်တို့မရှိအောင်မင်းတို့မထင်တာမဲလောကောင်းနေရကန်ရခိုင်လူမျိုးစောက်ပြည့်တဲ့ငါလုံးမသားမင်းတို့ဟုတ်တယ်နော်ကောတိုင်းပြည်တောင်းတယ်အေးအဖေဟုတ်တယ်နော်အေးအဖေခေါင်းဆောင်ဘိုးဆုံးမှုကြီးဟုတ်တယ်နော်မုဟာမက်နော်ဘီဟူဆန်သူကြီးတန်ဖက်ပန်ဖက်ပြည်သူကြီးပြည်သားရှိတယ်မင်းတို့လည်းကျွန်တော်တို့ session time မေလို့ရကန်သားမင်းတို့ကပါမတင်နဲ့ကျွန်တော်တိုင်းပြည်မွေးဖို့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားရှိသမျှကောင်းတရားဒါမှမင်းတို့အဲ့ဒါကျွန်တော်တို့တိုင်းပြည်ဆိုပြီးတော့ဘင်္ဂါလီလူမျိုးမင်းတို့ဘာလို့သတ်မှတ်တာလဲသတ်မှတ်နေရမှာအကြောင်းမရှိဒါမှသတ်မှတ်တော့မန္တတလျှော့တာအဲ့ဒါမင်းတို့ရခရာကောကားခွေဟုတ်တယ်နော်မင်းတို့နိုင်ငံသားဦးမေနိုင်ငံသားဖြစ်မှာမဟုတ်ဘူးမင်းဦးမေနဲ့ကောင်တရားငါလုံးမသားရခိုင်လူမျိုးအဲ့ဒါကျွန်တော်တို့တိုင်းပြည်ဘာရအဲ့ဒါဆိုပြီးတော့ဘဝနဲ့ပူပူပြီးတော့ကျွန်တော်တို့မုဟာမက်နော်ဘီယူဆန်ရတဲ့ကာကူရီဦးစီးချဘိုးရှောမှုကြီးမုဟာမက်နော်ဘီယူဆန်ဟောသူကြီးဟုတ်တယ်နော်လက်နက်ကပွေးရှိတယ်အဲ့ဒါမောင်တော်မျိုးပွင့်မှရှိတယ်ကျွန်တော်သွားတယ်မှာမဟုတ်ဘူးနော်ကျွန်တော်ပေပါနိုင်ငံမဟုတ်ဘူးကျွန်တော်အဲ့ဒါမမနိုင်ငံမှာရှိသမျှရှိတဲ့ကောင်ပြည်သူရေးသားသမီးအဲ့ဒါမရှိအောင်မင်းတို့မတင်နဲ့ငါလုံးမသားမင်းတို့ရခိုင်လူမျိုးဆိုတော့အဲ့ဒါရခိုင်ဆိုတော့ကျွန်တော်ဘာလဲမှမသိဘူးတိုင်းပြည်တောင်းတဲ့ဘာရအဲ့ဒါဆိုပြီးတော့ကျွန်တော်တို့ပြည်သူပြည်သားမွတ်စလင်လူမျိုးတော်တော်လေးနှက်ဆက်တဲ့ကောင်မဲလို့စုပ်ပြည့်တဲ့ရခိုင်သားဟုတ်တယ်နော်မင်းတို့ကဟုတ်တယ်နော်တချို့တရားတော့မင်းတို့ဆဲတာမဟုတ်ဘူးမင်းတို့တတိပေးတာပဲအဲ့ဒါမင်းတို့တတိပေးတာအကြောင်းရှိတယ်ဒါမှကျွန်တော်တို့အဲ့ဒါမမနိုင်ငံမှာအဲ့ဒါမွေးဖွားတဲ့ကောင်နေပြည်သူကြီးပြည်သားအစ္စလာမ်လူမျိုးဘာလို့နှက်ဆက်တာအစ္စလာမ်လူမျိုးနှက်ဆက်တာမှန်တယ်တချို့တော့မဲလို့ကမင်းတို့အမေလိုးလို့လားမဲလို့ကောင်နေရခိုင်သားမင်းတို့အမေလိုးလို့လားအဲ့ဒါမင်းတို့မဟုတ်တာဟာတွေကိုလောက်တယ်တိုင်းပြည်ပြည်သူပြည်သားတချို့နိုင်ငံကတော့ထွက်ပြေးတဲ့ကောင်နေမဟုတ်ဘူးကျွန်တော်အဲ့ဒါမမနိုင်ငံမှာရှိသမျှကောင်နေတယ်အဲ့ဒါကျွန်တော်တို့အေးခေါင်းဆောင်ရှိတယ်အေးခါခူရီဦးစီးချမုဟာမက်နော်ဘီယူဆန်ဟုတ်တယ်နော်သူကြီးဒေဗစ်ဘန်ဘက်ပြည်သူကြီးပြည်သားသားသမီးအများကြီးရှိတယ်လက်နက်ကင်တာကောင်အဲ့ဒါအခုကျွန်တော်တို့ပြန်มาတယ်အဲ့ဒါမောင်တို့မြုပ်ပွင့်မှာရှိပါအဲ့ဒါမင်းတို့ဟုတ်တယ်နော်သဘောပေါက်တဲ့အရှိမှာဆိုတော့သဘောပေါက်ရင်ဆိုပြီးအဲ့ဒါသတ်မှတ်ပြီးတော့ဟုတ်တယ်နော်မင်းတို့တတိပြတာဒါမှမင်းတို့ဟိုမတင်နဲ့ဒါမှကျွန်တော်တိုင်းပြည်ရမယ်ဆိုပြီးတော့အဲ့ဒါမင်းတို့တတိမှာအဲ့ဒါမထားခင်နဲ့ဒါမှတတ်ခိုင်းတော့မင်းတို့ဟိုဖြစ်မယ်တိဆန်ဖြစ်မယ်တိဆန်မဖြစ်အောင်လို့ဒါမှကျွန်တော်တို့ကအဲ့ဒါဆိုပြီးတော့အခုဗမာလောက်တာရဲကာကူရီအေးခေါင်းဆောင်ဘိုးဆုံးမှုကြီးမုဟာမက်နော်ဘီယူဆန်အဲ့ဒါဆိုတော့ပြည်သူကြီးပြည်သားတောက်ကန်တာဆိုတော့မင်းတို့သိလားငါလုံးမသာရခိုင်ပါစောက်ပြည့်တဲ့ရခမင်းတို့အိန္ဒိယခိုးဝင်လူမျိုးတချို့နိုင်ငံသားမင်းတို့ဟုတ်တယ်နိုင်ငံအဲ့ကျွန်တော်တို့နိုင်ငံကိုမင်းတို့ဘာတော့တောင်းတာဆိုတော့မင်းတို့မဟုတ်မရှိဘူးစင်းရင်သားပဲမင်းလို့စောက်ပြည့်တဲ့ကန်သားဟုတ်တယ်နော်အမျိုးစိုက်ပေါက်အဲ့ဒါတော့မပြောပါနဲ့ပြုတ်ရင်တော့မင်းတို့တိတ်မှန်ပဲကွာ